ထူးချွန်ထက်မြက်တဲ့ဆိုတာပါလေထူးချွန်ထက်မြက်သူဆိုတာကတော့ဘာလန်လိမ္မာသူတယောက်ပဲဖြစ်ပါတယ်သူဟာအင်မတန်မှကိုတန်ဖိုးရှိတဲ့လူတယောက်ဖြစ်ပါတယ်မိတ်ဆွေကပတ်ဝန်းကျင်ကလူတွေဆွေမျိုးလို့ပေါ်ကင်ဘက်တွေနဲ့ကြောက်ကစားဖြစ်ဘူးပါသလားအခြားသူတွေကိုပြောင်းလဲဖို့မကြိုးစားခင်မှာမိတ်ဆွေကိုယ်တိုင်ပြောင်းလဲတာနဲ့စတင်ရပါမယ်တို့ထက်ပြောင်းလဲအောင်လုပ်နိုင်တဲ့အရေးချင်းတွေရှိတယ်လို့ကိုထင်မိပါသလားမိတ်ဆွေထူးချွန်ထက်မြက်သူကလူအများနဲ့ဆက်ဆံရေးကောင်းသူတယောက်လည်းဖြစ်ပါတယ်သူရဲ့မိသားစုသူ့ရဲ့ဆွေမျိုးသူ့ရဲ့တငယ်ချင်းအိမ်နီးနားချင်းတွေလို့ပေါ်ကင်ဘက်တွေနဲ့သားစားတာဖြစ်အောင်နေထိုင်တတ်လို့ရှိပါတယ်အဲဒီလိုကောင်းတဲ့ဆက်ဆံရေးမျိုးကရေရှည်တည်တတ်နိုင်ပါတယ်ဒီစာအုပ်ကိုဖတ်ပြီးတော့ဘယ်လိုထိရောက်မှုရရှိမလဲဆိုတာကိုသင်ယူနိုင်မှာဖြစ်ပါတယ်မိတ်ဆွေကတကြီးသမားလားတက်လက်ပိုင်းကလားဒါမှမဟုတ်ကျောင်းသူကျောင်းသားအရွယ်တက်ငယ်ပိုင်းကလားအတူပဲဖြစ်နေပါစေဒီစာအုပ်ကသင်ပေးပါလိမ့်မယ်မိတ်ဆွေရဲ့မိဘတရားဖြစ်ခဲ့မယ်ဆိုရင်မိတ်ဆွေရဲ့ကလေးနဲ့ပိုကောင်းတဲ့ဆက်ဆံရေးရှိဖို့တခုခုကိုသင်ယူနိုင်ပါလိမ့်မယ်မိတ်ဆွေကတတိတရားဖြစ်ခဲ့မယ်ဆိုရင်တော့ပိုတော်တဲ့ခေါင်းဆောင်တရားဖြစ်ဖို့အကြံပြုချက်တချို့ကိုလေ့လာနိုင်ပါလိမ့်မယ်မိတ်ဆွေကလိမ္မာပါနေတဲ့သူဆိုရင်လူတွေကမိတ်ဆွေနားမှာရှိနေကြပါလိမ့်မယ်အဲ့ဒါကတော့ The 7 Habits of Highly Effective People ကိုနိုင်ငံတကာမှာအရောက်ရဆုံးစာအုပ်ဖြစ်ကိုရောက်စီခဲ့တာပါဒီစာအုပ်ကတူးချိုထက်မြက်သူရဲ့ဇာတ်ရိုက်ကိုလေ့ကျင့်ယူလို့ရအောင်အဓိကညွှန်ဆိုထားတာဖြစ်ပါတယ်စာအုပ်အများစုကတငယ်ချင်းတွေကိုအနိုင်ယူတဲ့နည်းဒါမှမဟုတ်လူအများနောက်လိုက်လုပ်တဲ့နည်းတွေကိုပြောပြပါလိမ့်မယ်ဒါပေမဲ့7 Habits ကတော့ထက်မြက်တဲ့လူတစ်ယောက် smart human ဖြစ်လာအောင်တွန်းပို့ပေးပါလိမ့်မယ်မိတ်ဆွေမှာကိုယ်ကိုယ်သိကောင်းလာပြီဆိုရင်မိတ်ဆွေကိုအချိန်တို့အတွင်းထူးချွန်ထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာစေမှာပါထူးချွန်ထက်မြက်တဲ့လူတစ်ယောက်ရဲ့လိမ္မာပါတတ်တဲ့အမှုအကျင့်တွေကြောင့်အထင်ကြီးလေးစားအတူယူစရာကောင်းတဲ့ဆံပြပုဂ္ဂိုလ်ကောင်းရဲ့လူတွေကမကြခင်မှာသိလာကြလိမ့်မယ်အဲဒီလိုရည်ချင်းတွေကိုလက်ကင်ထားမယ်ဆိုရင်ဆံပြပုဂ္ဂိုလ်ကောင်းအဖြစ်နဲ့တသက်တာမှာရှင်သန်စေပါလိမ့်မယ်ကိုယ်ပတ်ဝန်းကျင်ကလူတွေကိုသတိမထားမိပဲနဲ့လွှမ်းမိုးနိုင်လာမယ်အပြုအမူပြောဆိုဆက်ဆံပုံတွေကနေစတင်ရမယ်ဆိုတာကိုသတိရပါမိတ်ဆွေကိုယ်တိုင်ပြောင်းလဲလေ့ကျင့်မှုနဲ့စတင်ရပါမယ်အပြောင်းလဲလုပ်ဖို့အစဉ်သင့်ဖြစ်ပလားမိတ်ဆွေဒီနေ့ကလူပတ်ဝန်းကျင်မှာအလွန်ထူးချွန်ထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာဖို့အစဉ်သင့်ဖြစ်ပြီးဆိုရင်တော့စလိုက်ကြရအောင်မိတ်ဆွေတို့အတွေးခေါ်နဲ့အမြင်တွေရစေဖို့စောင့်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် Weibo Audio Book application မှာနားထောင်ပါ application ကိုအခုပဲ download ချလိုက်ပါအလေးချင်းတစ် Be proactive တက်ကြွမှုရှိပါတက်ကြွမှုဆိုတာဘာကိုဆိုလိုတာလဲစိတ်ပညာရှင် Viktor Frankl ကကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုမထိချုံနိုင်ဘူးလို့ဆိုပါတယ်ဒါပေမဲ့သူတို့ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကျွန်တော်တို့ထိချုံနိုင်ပါတယ် proactive ဖြစ်တယ်ဆိုတာကတခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေဒါမှမဟုတ်အပြုအမူတွေကြောင့်မတုံ့လို့တတ်ကြပါဘူးလူတွေကနာကျင်စရာတွေပြောတဲ့အခါမှာမင်းမဘာမှမရှိဘူးလို့ပြောတတ်ကြတယ်အဲ့ဒါကတော့တခုခုမှားနေပြီဆိုတာပြသနေတာပါမိတ်ဆွေကိုအစိုးမြင်နေတဲ့အရာတွေကကဘာကြီးပေါ်သူတို့ရဲ့အစိုးမြင်နေတဲ့အမြင်နဲ့ထင်ရစီတတ်ပါတယ် Be proactive လုပ်နေမယ်ဆိုရင်တော့မိတ်ဆွေပတ်ဝန်းကျင်ကပြဿနာပေါင်း16000နေကြမှာဟန်မပြတ်လေုံကိုစံပြန်စို့လားဆိုတဲ့အနေအထားမျိုးနဲ့လူအတိုင်းဝိုင်းမှာ smart ကြနေမှာကိုဆိုလိုတာပါရှားဒီကုလူကဆိုးရတာဒါမှမဟုတ်ရင်ကြောပိတ်နေတာအဲ့ဒီလိုမျိုးအကြက်ရိုက်တာတွေနဲ့ကြုံကောင်းကြုံပါလိမ့်မယ်နှိုးကြတက်ကြွနေတဲ့လူကိုမထိခိုက်နိုင်ပါဘူးမိတ်ဆွေဆင်းရဲနေပဲဒါမှမဟုတ်အခက်အခဲတွေနဲ့ကြုံနေရမယ်ဆိုရင်တော့ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်ပါတက်ကြွနေတဲ့လူတစ်ယောက်ကလှုပ်ရှားရှိတာတွေကိုမငြင်းမညူဟန်မပြတ်လုပ်နေတတ်ပါတယ် proactive ဖြစ်တာနဲ့စัจကျင်ဘက်ကတော့တစ်ဖက်လူရဲ့ခဲရဲ့ဝေဖန်နေတာတွေကိုပြန်ပြီးညှင်းခုန်နေတာပါတုံ့ပြန်ညှင်းခုန်တက်သူတွေကသူတို့ရဲ့ပတ်ဝန်းကျင်ကိုပို့ပြီးတော့မှရှုပ်ထွေးသွားအောင်လုပ်မိတတ်ကြပါတယ်အခြေအနေအကြက်တီးနဲ့ကြုံလာရင်လည်းအဆိုးတွေပဲဖြစ်သွားအောင်လုံးမိမမသိလုံးမိသွားတတ်ကြတယ်စာရေးဆရာစတီဖန်ကိုဖီကဆာကရမန်တိုမှာဟောပြောပွဲတစ်ခုလုပ်ခဲ့ပါတယ်သူစကားပြောနေတော့ရုတ်တရက်လူအုပ်ထဲကနေအမျိုးသမီးတစ်ခုကမတ်တက်ထားရင်လိုက်တယ်အဲ့ဒီအမျိုးသမီးကစိတ်လှုပ်ရှားစွာနဲ့စကားစပြောဖို့ပြင်လိုက်ချိန်မှာပဲအမျိုးသမီးကသူမကိုစိုက်ကြည့်နေတဲ့လူတွေကိုသတိထားမိတဲ့အခါမှာသူမကပြန်ထိုင်လိုက်တယ်ဟောပြောပွဲပြီးမှာစတီဖန်ကာဖီကအဲ့ဒီအမျိုးသမီးနားကိုသွားလိုက်တယ်အဲ့ဒီအမျိုးသမီးကသူနာပြုတူဖြစ်တယ်ဆိုတာကိုသူသိခဲ့ရတယ်လူနာတယောက်ကို24နာရီလုံးပြုစုနေရသူပါလူနာကသူ့ကိုအမြဲတမ်းအော်ငေါက်တယ်လူနာအတွက်သူလှုပ်ပေးသမျှအကောင်းမြင်တာလုံးဝမခံရဘူးဖြစ်နေတယ်လူနာကသူ့ကိုကျေးဇူးတင်ပါတယ်လို့တခါမှမပြောဘူးအဲ့ဒါလေးကြောင့်ပဲဒီမျိုးသမီးကအမြဲလိုစိတ်ဆင်းရဲနေရတယ်သူ့အလုပ်နဲ့သူမပြောဘူးစတီဖန်ကာဖီရဲ့ဟောပြောချက်က reactivity ပါတကယ်လို့မိတ်ဆွေက be proactive လုပ်နေမယ်ဆိုရင်မိတ်ဆွေကိုဘယ်လိုအရာကားမှ
ထိခိုက်တုံ့တော့မလုပ်နိုင်ကြောင်းကော်ဖီကရှင်းပြခဲ့ပါတယ်။အခြေအနေဆိုးတွေကိုမိတ်ဆွေအတွေးတွေတဲ့လက်ခံမထားသေးသဖြင့်ဘသူကမှမိတ်ဆွေကိုစိတ်ထိခိုက်နာကျင်မလုပ်နိုင်ပါဘူး။တောင်းပြမှုကိုရွေးချယ်နိုင်တယ်ဆိုတာကိုသိလာတဲ့အခါအမျိုးသမီးကစိတ်လှုပ်ရှားစွာနဲ့ပဲကော်ဖီကိုပြောတယ်။ကျမစိတ်ဆင်းရဲဖို့ရွေးချယ်ခဲ့တယ်။စိတ်ဆင်းရဲဖို့ရွေးချယ်စရာမလိုဘူးဆိုတာသိလာတယ်။အဲ့ဒီစိတ်ဆင်းရဲစရာအချိန်ကနေကျွန်တော်ပြောင်းလဲထိမ့်မဲ့လိုက်တယ်ဆိုရင်လူတယောက်ရဲ့ဆက်ဆံမှုကနေထိန်းချုပ်ခံရတော့မှာမဟုတ်ပါဘူး။အလေးချင်းနဲ့ begin with the animal အဆုံးကနေစပြီးပါတယ်။တနည်းအားဖြင့်ပြောရရင်တော့ရည်မှန်းချက်ထားပါဘဝမှာဘာလို့ခြင်းဆုံးလဲထူးချွန်တတ်မြတ်သူတွေကဘဝရည်မှန်းချက်ထားတတ်ကြပါတယ်။အဲ့ဒီရည်မှန်းချက်တွေအတွက်အစီအစဉ်တွေချပြီးတော့မှလုပ်ငန်းဆောင်တာတွေကိုဒီဇိုင်းမမလုပ်တတ်ကြတယ်။အဲ့ဒါကမိတ်ဆွေရဲ့ရည်မှန်းချက်နဲ့ထူးချွန်တတ်မြတ်တဲ့တန်ဖိုးတွေကဟန်ချက်ညီနေတယ်လို့ဆိုရမှာပါ။အဲ့ဒီလိုမှသာမိတ်ဆွေဟာထူးချွန်တတ်မြတ်တဲ့လူတစ်ယောက် smart human ဖြစ်ရမှာမို့လို့မိတ်ဆွေရဲ့ဥတီချက်ကိုသတိထားရပါလိမ့်မယ်။ကျွန်တော်တို့ကနေ့စဉ်နဲ့အမျှပြဿနာမျိုးမျိုးတွေနဲ့စိုးရိမ်ပူပန်စရာတွေကိုအများကြီးကြုံတွေ့ရတတ်ကြပါတယ်။ဘဝရဲ့စိန်ခေါ်မှုတွေကကျွန်တော်တို့ကိုအမှန်တကယ်အရေးကြီးတဲ့အရာတွေကိုမိသွားစေတတ်ပါတယ်။ဥပမာအားဖြင့်မိတ်ဆွေကမိသားစုစီးပွားရေးငွေကြီးအတွက်နည်းနည်းညံ့အလုပ်တွေလုပ်နေရနိုင်တယ်။အဲ့လိုနေတာမျိုးမှာမိတ်ဆွေကအလုပ်တွေနဲ့လုံးပန်းနေရလို့ကိုမိသားစုနဲ့ပြောစရာအချိန်လေးတွေဖန်တီးဖို့သားသမီးရတနာလေးတွေကိုအချိန်ပေးဖို့မိသွားကြပါတယ်။ပစ္စည်းဥစ္စာတွေတဲ့မိတ်ဆွေရဲ့ချစ်တဲ့မေတ္တာနဲ့ပံ့ပိုးကူညီမှုတွေကသူတို့လေးတွေအတွက်ပို့ပြီးတော့မှလိုအပ်တယ်ဆိုတာကိုမိတ်ဆွေမေ့နေတာပါ။သားသမီးတွေကိုတကယ်တန်ဖိုးထားရင်နေ့တိုင်းသူတို့လေးတွေကိုဘယ်လောက်ကြီးချစ်ကြောင်ပြောပြပေးပါ။သူတို့လေးတွေရဲ့ဘောမိတ်ဆွေကစိတ်ရှိရှိနဲ့အချိန်ပေးနိုင်လေမိတ်ဆွေရဲ့မေတ္တာရောင်ပြန်ထင်ဟပ်လာလေဖြစ်စေပါလိမ့်မယ်။မိတ်ဆွေရဲ့မိဘတွေစီကနှွေးထွေးတဲ့မေတ္တာကိုမျှော်လင့်ခဲ့တယ်လို့ပဲမိတ်ဆွေရဲ့သားသမီးရတနာလေးတွေကလည်းမိတ်ဆွေရဲ့မေတ္တာကိုမျှော်လို့နေပါလိမ့်မယ်။ညီမချက်ထားတာကမိတ်ဆွေတို့ပို့ပြီးတော့မှကောင်းမွန်ပြည့်စုံတဲ့ဘဝကိုခေါ်ဆောင်ပေးပါလိမ့်မယ်။မိတ်ဆွေရဲ့ညီမချက်ကကိုမိသားစုမောင်နှမချစ်သူရည်စားမိဘအစရှိသဖြင့်သူတို့လေးတွေနဲ့ကိုနဲ့လူအတိုင်းဝိုင်းနဲ့ရှင်သန်ရက်တည်ရတဲ့အခါမှာ living standard ကိုမြင့်ဖို့အပတ်တကုတ်ကြိုးစားနေတာပဲမလား။ဒါကမိတ်ဆွေယုံကြည်ထားတဲ့နေရာမှာလည်းဖြစ်နိုင်ပါလေ။အကယ်၍မိတ်ဆွေကညီမချက်ထားမယ်။ plan တွေရေးဆွဲထားမယ်ဆိုပေမဲ့လို့လိုက်နာကျင့်သုံးမှုမရှိဘူးဆိုရင်တော့လေဘယ်လောက်ပဲကြိုးစား smart human ဘဝကိုရောက်လာမှာမဟုတ်ပါဘူး။အိမ်ဆောင်နေရလို့မြင်အောင်ကြည့်ပါ။လုပ်ငန်းတွေမစခင်မှာအရင်ဆုံးလုပ်ရမှာကအရာအလုံးကိုစီစဉ်ဖို့ပါပဲ။မိတ်ဆွေမှာကကလေးရှိတယ်ဆိုပါစို့အိမ်ရဲ့နေရာတိုင်းကကလေးတွေအတွက်အဆင်ပြေနေအောင်လုပ်ရမှာပါ။ဟင်းချက်ရဝါသနာပါရင်မိဖို့ကြောင့်ကိုအဆင်မြင့်တင်ဖို့အစီအစဉ်ဆွဲရမှာပါ။အိမ်ဆောက်ဖို့လုပ်ငန်းမစခင်လိုချင်တဲ့ဒီဇိုင်းကိုအသေးစိတ်ပုံစံရေးဆွဲပြီးတော့မှပြင်ဆင်ထားရမှာပါ။အကယ်၍မိတ်ဆွေကအိမ်ဆောက်ဖို့အစီအစဉ်မဆွဲထားခဲ့ဘူးဆိုရင်တော့လှပတက်ရတဲ့အိမ်ကောင်းတစ်လုံးကိုဆောက်လို့နိုင်မှာမဟုတ်ပါဘူး။အဆုံးမှာမိတ်ဆွေကစိတ်တိုင်းမချလို့ပြုပြင်ဖို့ငွေပို့သုံးရပါလိမ့်မယ်။ဘဝမှာရာရာတိုင်းကအစီအစဉ်ရှိဖို့လိုအပ်ပါတယ်။ဒါဖြစ်ရင်မိတ်ဆွေစိတ်ထဲအဆုံးသတ်နဲ့စရပါမယ်။ဘာလို့ရမလဲအရင်စဉ်းစားပါ။မိတ်ဆွေတန်ဖိုးများနဲ့ကိုက်ညီကြောင်းသိချပါစီ။ရိုးသားမှုကိုတန်ဖိုးထားပါသလားမိတ်ဆွေ။အဲ့ဒါကိုလေးစားတန်ဖိုးထားပါသလား။အဲ့ဒါတွေကိုအမတ်ရနေတာဖြင့်မိတ်ဆွေရဲ့နေ့ကိုစတင်လိုက်ပါ။မိတ်ဆွေရဲ့တန်ဖိုးတွေကိုမြင်မြင်စုပ်ကိုင်ထားပါ။ဒါမှမိတ်ဆွေကြုံတွေ့ရတဲ့စိန်ခေါ်မှုတိုင်းကိုမိတ်ဆွေရဲ့လုပ်ရတဲ့အတိုင်းကအဲ့ဒီတန်ဖိုးတွေအတိုင်းဖြစ်သွားမှာပါ။အလေးကျင့်တော့ put first thing first ကိုယ့်ရဲ့ဦးတည်ချက်ကိုပဲရှေ့တန်းတင်ပါတဲ့အချိန်ကိုစီမံခန့်ခွဲရုံသာမကဒါမိမိကိုယ်ကိုစီမံခန့်ခွဲတာနဲ့ပတ်သက်ပါတယ်။လူသားများအနေနဲ့မိမိကိုမိမိသတိရှိတတ်ကြပါတယ်။အဲ့ဒီအရာကကျွန်တော်တို့ကိုတက်ရှိအားလုံးထက်ပါလွန်စေပါတယ်။ကျွန်တော်တို့ကမိမိတို့ရဲ့အမားကိုပြောင်းလဲနိုင်စေဖို့မိမိကိုယ်ကိုအကဲဖြတ်နိုင်စွမ်းရှိတယ်။ကျွန်တော်တို့မှာလှုပ်ရှားတွေအများကြီးရှိတဲ့အခါအကောင်းဆုံးကရည်မှန်းချက်တွေကိုသတ်မှတ်ဖို့ပါပဲ။တချို့လူတွေကသူတို့ကိုမှတ်မိအောင်ကူညီပေးမဲ့အစီအစဉ်တွေရှိတယ်။အခြားသူတို့ကိုသတိပေးဖို့လုပ်ဖို့စိတ်ရင်းနေတဲ့ပုတ်တွေရှိတယ်။ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ရည်မှန်းချက်တာဝန်ကိုပြီးမြောက်အောင်မလုပ်ဆောင်နိုင်တဲ့အချိန်တွေရှိတတ်ကြပါတယ်။မိတ်ဆွေရဲ့ရည်မှန်းချက်တွေကိုပြည့်မီဖို့ပြက်ကွက်တဲ့အခါပြဿနာကကိုယ့်ကိုယ်စီကံမရှိတာမဟုတ်ပါဘူး။စစ်မှန်သောအကြောင်းပြချက်ကိုမိတ်ဆွေရဲ့စိတ်နှလုံးသားထဲမှာဦးစားပေးမထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဘယ်အရာကမိတ်ဆွေရဲ့ထိပ်တန်းရည်မှန်းချက်ဖြစ်မလဲ။မိတ်ဆွေအတွက်ဘာတွေကအရေးကြီးတယ်လဲစဉ်းစားကြည့်ပါ။ဒါကမိတ်ဆွေကိုပို့ပြီးတော့မှလှုံ့ဆော်ပေးပါလိမ့်မယ်။စိန်ခေါ်မှုကအချိန်ကိုစီမံခန့်ခွဲဖို့မဟုတ်ဘဲနဲ့ကိုစီမံခန့်ခွဲဖို့ပါပဲ။ဦးစားပေးတဲ့အရာတွေကိုပထမဦးစွာထားလို့ဆိုလိုတာကမိတ်ဆွေရဲ့ရည်မှန်းချက်ကိုတသက်မတည်းလိုက်နိုင်တာပဲဖြစ်ပါတယ်။ရည်မှန်းချက်မဟုတ်တဲ့အားတွေကိုရည်ကြီးစွာမဟုတ်ဘူးလို့ပြောဖို့သင်ယူတာကိုလည်းဆိုလိုပါတယ်။
မိတ်ဆွေမှာရည်မှန်းချက်တွေအများကြီးရှိရင်မိတ်ဆွေရဲ့ဦးစားပေးအစိပ်ပိုင်းမဟုတ်တဲ့အလုပ်တွေကိုနိုးလို့ပြောတတ်အောင်သင်ယူပါဥပမာအားဖြင့်စန်ဒရာကရက်ရ project တစ်ခုရဲ့ဥက္ကဋ္ဌဖြစ်ဖို့တောင်းဆိုခဲ့တယ်သူမကသူ့ဘဝရဲ့ပိုအရေးကြီးတဲ့အခြားရည်မှန်းချက်တွေကိုလှုပ်ဆောင်နေပါပြီဒါပေမဲ့လို့သူမကပြင်းပြတဲ့ဆန္ဒကြောင့်သူမရဲ့အတွေ့အထဲမှာဟုတ်ကဲ့လို့ပြောဖို့ဖိအားပေးတာများခံစားခဲ့ရတယ်စန်ဒရာကသူ့အိမ်နီးနားချင်းခွန်နီကိုဒီ project မှာပါဝင်ခြင်းလားလို့မေးခဲ့ပါတယ်စန်ဒရာပြောတဲ့အတိုင်းခွန်နီကနားထောင်ပါတယ်ဒါပေမဲ့ခွန်နီကစန်ဒရာအဲ့ဒါကအံ့ဩစရာကောင်းတဲ့ project တစ်ခုလိုပါပဲအကြောင်းမျိုးကြောင့်ငါကိုယ်တိုင်ပါဝင်မှာမဟုတ်ဘူးဒါပေမဲ့မင်းရဲ့ဖိတ်ကြားမှုကိုငါဘယ်လောက်တန်ဖိုးထားတယ်ဆိုတာမင်းသိစေချင်တယ်လို့ပြန်ပြောခဲ့တယ်အဲ့ဒီနောက်မှာတော့စန်ဒရာကသူမညင်းတဲ့တယ်လို့ထင်ခဲ့တယ်ဘာလို့လဲဆိုတော့ခွန်နီရီမန်းချက်ကတခြားဖြစ်နေခဲ့လို့ပါခွန်နီကိုကြည်ကြည်နဲ့ကြီးဥက္ကဋ္ဌလောက်ခိုင်းတဲ့အခါမလုပ်ပြရစီနဲ့လို့ရည်ကြီးစွာပြောတဲ့ပါတယ်ဒီ project ကရရွာတက်ကောင်းတယ်ဒါပေမဲ့ခွန်နီကသူမရီမန်းချက်ဦးစားပေးတွေကိုသိတယ်သူ့မှာပိုရေးကြီးတဲ့အလုပ်တွေရှိတယ်ဒါကြောင့်မဟုတ်ဘူးလို့ရည်ကြီးစွာပြောရတဲ့တတ်တီကိုမိတ်ဆွေရဲ့စိတ်နဲ့နှလုံးသားထဲမှာဦးစားပေးထားရင်တခြားအရာတွေကိုမလုပ်ဘူးလို့ပြောဖို့ကပိုလွယ်ပါတယ်ဒါကမိတ်ဆွေအောင်မြင်ဖို့ပိုလွယ်ပါလိမ့်မယ်မိတ်ဆွေမှာရည်မှန်းချက်တွေကိုဒီဇိုင်းမမတ်လှုပ်ဆောင်နိုင်တဲ့စွမ်းအားရှိရမှာဖြစ်ပါတယ်အလေးကျင့်လေး win-win theory ကိုစဉ်းစားပါ win-win ကမိတ်ဆွေနဲ့ဆက်ဆံနေတဲ့သူကိုအကျိုးပြုတဲ့အဖြေတစ်ခုပဲဖြစ်ပါတယ်မိတ်ဆွေမိသားစုဒါမှမဟုတ်လုပ်ဖို့ကံဘက်နဲ့ကြုံတွေ့နေရတဲ့ပြဿနာတိုင်းမှာလူတိုင်းအတွက်ကောင်းမွန်တဲ့အဖြေတစ်ခုအတွက်မိတ်ဆွေဖြေရှင်းရမှာပါ win-win ကအကောင်းဆုံးဖြေရှင်းချက်ပဲဖြစ်ပါတယ်မိတ်ဆွေတယောက်ကအနိုင်ရပြီးတစ်ဖက်ကတော့ရှုံးနေရင်ဒါကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာမဟုတ်ပါဘူးမိတ်ဆွေရဲ့လုပ်ဖို့ကံဘက်နဲ့သဘောထားကွဲလွဲနေတယ်လို့မြင်အောင်ကြည့်ပါမိတ်ဆွေလိုအပ်မယ့်အရာကပြဿနာအကြောင်းပြောရင်ဖြစ်ပါတယ်။နေရာစလုံးအတွက်အဆင်ပြေမဲ့အဖြေကိုရှာပါမိတ်ဆွေရဲ့လုပ်ဖို့ကံဘက်ကိုမိတ်ဆွေရဲ့ပေါ်အနိုင်မယူပါစေနဲ့လုပ်ဖို့ကံဘက်ကိုလည်းဆုံးရှုံးမလုပ်ပါနဲ့ညီညီမျှမျှပြအောင်လုပ်ကြည့်ရပါမယ်။နေရာစလုံးအနိုင်ရရမယ်။ဒီနေ့အပြည့်မိတ်ဆွေရဲ့လုပ်ဖို့ကံဘက်တို့ပူပေါင်းဆောင်ရွက်မှုအားကောင်းစေပါလိမ့်မယ်။အဖွဲလိုက်လုပ်လို့ရတယ်။အချင်းချင်းပြိုင်တာထက်ပိုထိရောက်တယ်။အခုမိတ်ဆွေကတတိဖြစ်နေပြီလို့တွေးကြည့်လိုက်ပါ။မိတ်ဆွေရဲ့ဝန်ထမ်းတဦးနဲ့သဘောထားကွဲလဲတဲ့ဆိုပါစို့မိတ်ဆွေရဲ့ဝန်ထမ်းကသူ့လို့ရှိတဲ့ဖြစ်တဲ့မိတ်ဆွေကိုအနိုင်ရစေမှာပါဒါကဖြစ်တင်တာပါပဲဟုတ်ပါတယ်သူကသူ့ idea ကိုဆက်လုပ်ချင်နေလိမ့်မယ်အသက်လူကြီးနေတဲ့မိတ်ဆွေကအငင်းခုန်နဲ့အနိုင်လိမ့်မယ်ဒါပေမဲ့ရေရှည်မှာရှုံးပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့မိတ်ဆွေရဲ့ဝန်ထမ်းကစေရတတ်တမှုရှိမှာမဟုတ်ပါဘူးဒါကြောင့်ရေရှည်မှာကောင်းကျိုးဖြစ်ထွန်းမှာတော့မဟုတ်ပါဘူးအပေးယူလုံနိုင်ပိုကောင်းပါလိမ့်မယ်မိတ်ဆွေကတတိဖြစ်ရင်တော့မိတ်ဆွေရဲ့ယာရုကိုအသုံးမချတာပိုကောင်းပါလိမ့်မယ်မိတ်ဆွေရဲ့ဝန်ထမ်းတွေပျော်ရွှင်နေမယ်ဆိုရင်မိတ်ဆွေဝန်ထမ်းတွေစီကနေအကျိုးမြတ်ပိုရနိုင်ပါတယ်မိတ်ဆွေwin-winအခြေအနေတစ်ခုနဲ့မိတ်ဆွေဖြည့်ရှင်းမှာကမိတ်ဆွေဝန်ထမ်းတွေဟာပို့ပြီးတော့မှအကျိုးပြုပါလိမ့်မယ်ထိရောက်မှုပိုရှိစီမှာပါမိတ်ဆွေလုပ်ငန်းခွင်အတွက်ကမ္ပဏီအတွက်ပိုကောင်းပါလိမ့်မယ်ဒီအပြင်မိတ်ဆွေနောက်တစ်ချိန်ငားရမ်းပြီးတော့သင်တန်းရေးလို့အထူးတလည်လေ့ကျင့်ပေးဖို့လိုအပ်တော့မှာမဟုတ်ပါဘူး win-win theory ကတော့လုပ်ငန်းခွင်မှာသာမကဘဲနဲ့ပေါင်းသင်းဆက်ဆံရေးအမျိုးအစားအားလုံးနဲ့သက်ဆိုင်ပါတယ်ကိုလက်တွဲပေါ်ကိုသားသမီးတွေကိုတငယ်ချင်းဒါမှမဟုတ်ကိုအိမ်နီးသားချင်းတွေနဲ့သဘောထားကွဲလွဲခဲ့ရင် win-win theory ကိုတွေးတော့တာကပို့ပြီးတော့မှကောင်းတဲ့လူမှုဆက်ဆံရေးကိုဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်မိတ်ဆွေရဲ့ဆက်ဆံရေးမှာအချက်နဲ့ယုံကြည်မှုပိုရှိလာမယ်ဆိုတာကိုမိတ်ဆွေတွေ့ရပါလိမ့်မယ်အလေးချင်းက seek first to understand that to be understood နားလည်အောင်အရင်နားထောင်ပါပြီးမှနားလည်ပါနားလည်ဖို့တစုံတစ်ယောက်ကသူတို့ရဲ့ပြဿနာတွေကိုမိတ်ဆွေစီမှာနောက်ဆုံးချိန်မျှဝေခဲ့တာဘယ်ချိန်ကဖြစ်မလဲတေးသေးချာချာနားထောင်ပြီးပြီလားအချမ်းချမ်းမပေးခင်သူတို့ခံစားရတာကိုမိတ်ဆွေနားလည်ရဲ့လားနားလည်အောင်အရင်ကြိုးစားပါအဲ့ဒီနောက်နားလည်သဘောပေါက်တာမှာကောင်းမွန်တဲ့ဆက်သွယ်မှုအကြောင်းဖြစ်တယ်ဆိုတာသဘောပေါက်ပါလိမ့်မယ်ကျွန်တော်တို့ကစာရေးတာစာဖတ်တာစကားပြောတာနဲ့နားထောင်တာတွေနဲ့ဆက်သွယ်ပြောဆိုကြရပါတယ်ကလေးတွေအနေနဲ့လည်းစာရေးတာစာဖတ်တာနဲ့စကားပြောနည်းကိုသင်ယူတာအတွက်နှစ်ပေါင်းများစွာအချိန်တွေကိုအသုံးချခဲ့ကြရတယ်မလားဒါပေမဲ့နားထောင်ကောင်းမှုတူညီတဲ့လေ့ကျင့်မှုတွေတော့မရကြပါဘူးအခြားသူတွေနဲ့ပြောဆိုဆက်ဆံဖို့အကောင်းဆုံးနည်းလမ်းကသူတို့ပြောနေတဲ့စကားကိုအရင်ဆုံးနားထောင်ပေးဖို့ပဲဖြစ်ပါတယ်တစ်ဖက်ပြောတာကိုနားထောင်ရင်ကအဲ့ဒီလူရဲ့အခြေအနေကိုရောက်သွားတဲ့အခါနားထောင်လို့ကောင်းလာတယ်အဲ့ဒီတစ်ဖက်လူလုံပုံကနေပြဿနာကိုမိတ်ဆွေမြင်လာမယ်မိတ်ဆွေကတစ်ဖက်လူပြောတာကိုဆုံးအောင်နားမထောင်ဘဲနဲ့ဂျားပြက်ပြောနေမယ်ဆိုရင်တော့တစ်ဖက်လူရဲ့ခံစားချက်တွေစံနာတွေကိုခါခါနာနာသိရမှာမဟုတ်ပါဘူးအဲ့ဒီလူရဲ့ခံစားချက်ကိုနားလည်အောင်အရင်ဆုံးနားထောင်ပေးရမှာပါအကြံဉာဏ်ကောင်းတွေပေးတတ်စီဖို့နဲ့အကူအညီကောင်းတွေပေးနိုင်စီဖို့အရင်ဆုံးနားထောင်ပေးရမှာပါတခါတော့ကမျက်စိအထူးကိုဆရာဝန်စီတွားပြတဲ့အမျိုးသားတစ်ယောက်ရှိခဲ့တယ်သူရဲ့အမြင်အာရုံမှာချွေရင်းနေတယ်ခြေလျင်ပြတ်သားစွာမမြင်နိုင်ဘူးလို့
မျက်စိအထူးကိုဆရာဝန်ကိုပြောပြခဲ့တယ်မျက်စိအထူးကိုဆရာဝန်လုပ်ခဲ့တာကတော့အဲ့ဒီမျိုးသားကိုသူ့မျက်မှန်ပေးတာပါပဲမျက်စိအထူးကိုဆရာဝန်ကဒါတွေကိုထားလိုက်ပါဒီမျက်မှန်တစ်လက်ကိုငါဝတ်လာတာ10နှစ်ရှိပြီငါ့အိမ်မှာအပိုတစ်လက်ရှိတယ်ခမရဒါတွေဝတ်လို့ရတယ်လို့ပြောဆိုဆိုနဲ့သူ့မျက်မှန်ကိုတက်စီခဲ့တယ်အဲ့ဒီမျိုးသားကမျက်မှန်တက်ထားပြီးမြဲသူ့အမြင်အာရုံကိုပိုဆိုးသွားစေပါတယ်ဒီမျက်မှန်တွေကမျက်စိဆရာဝန်ဖြစ်တဲ့ကျွန်တော်အတွက်တောင်မှကောင်းပါတယ်ကြိုးစားတက်ကြည့်ပါလို့မျက်စိအထူးကိုဆရာဝန်ကသူ့ကိုပြောပြတယ်အဲ့တော့ဒီမျိုးသားကလည်းကြိုးစားတက်ကြည့်တယ်ဒါပေမဲ့မျက်မှန်တွေကသူ့အတွက်အလုံးမဖြစ်ခဲ့ပါဘူးသူကအရာဝတ္ထုတွေကိုရှင်းရှင်းလင်းလင်းမမြင်နိုင်သေးပါဘူးမျက်စိအထူးကိုဆရာဝန်ကသူ့ကို positive thinking နဲ့ပဲတွေးခိုင်းတယ်အဲ့ဒီလူကကောင်းပြီငါအဲ့ဒီအရာတခုကိုမမြင်နိုင်ဘူးလို့ပြန်ဖြေပြီးတော့မျက်စိဆရာဝန်ကိုစိတ်ဆိုးစေခဲ့တယ်နောက်ဆုံးတော့သူကပြဿနာဇင်းမြစ်ကိုသေချာမဆန်းသက်ပင်နဲ့အဲ့ဒီလူကိုကူညီဖို့ပဲကြိုးစားနေတယ်မျက်စိတူကိုဆရာဝန်ကဒီမျိုးသားဟာဂျေဇုကတဲ့လူတယောက်လို့ထင်ခဲ့ပါတယ်တခါတလေမှကျွန်တော်တို့ကမျက်စိအထူးကိုဆရာဝန်နဲ့တူနေတတ်တယ်ငါသိပြီငါသဘောပေါက်ပြီဒါမှမဟုတ်ငါပြောသလိုလုပ်ပါတော့လို့အလောတကြီးနဲ့သေချာမစူးစမ်းမနဲ့ပြောမိလုပ်မိတတ်ကြတယ်ဒါပေမဲ့လူတယောက်ရဲ့ခံစားချက်ဖြစ်နေတဲ့ပြဿနာတွေကိုနားလည်ဖို့မကြိုးစားဘဲနဲ့နေရင်ရှားလက်ကတော့အဲ့ဒီလူတွေကကျွန်တော်တို့ကိုယုံကြည်ကြတော့မှာမဟုတ်ပါဘူးကျွန်တော်တို့ကိုအရေးတယူနဲ့သူတို့ရဲ့ပြဿနာတွေကိုမျှဝေတိုင်ပင်တာတွေလုပ်ကြမှာမဟုတ်တော့ပါဘူးဒါဆိုရင်ကိုယ့်ရဲ့ထူးချွန်တက်ပြတ်တဲ့အရေးချင်းတွေကလည်းဆုံးရှုံးသွားတော့မှာအသေးချပါလူတယောက်ကိုအမှန်တကယ်ကူညီခြင်းရင်သူတို့ရဲ့ဖြစ်ပျက်ခဲ့တာတွေကိုနားလည်အောင်အရင်လုပ်ရမှာဖြစ်ပါတယ်အဲဒီလိုလုပ်ခြင်းအပြင်မိတ်ဆွေဟာသူတို့ရဲ့ယုံကြည်မှုကိုရရှိမှာအသေးချပါပဲမိတ်ဆွေရဲ့လုပ်ရဲ့နောက်ွယ်မှာရည်ရွယ်ချက်မရှိတာကိုသူတို့တွေ့လိမ့်မယ်မိတ်ဆွေကိုလည်းနားလည်အောင်ပြန်လုပ်ပေးလာကြပါလိမ့်မယ်မိတ်ဆွေအလေးချင်းချောင်းပေါင်းဆက်ပါsynergy ဆိုတာကတစ်ခုလုံးတစ်စုလုံးရဲ့အစိတ်ပိုင်းတွေပေါင်းလက်ချက်ကြီးပါတယ်လူတစ်ယောက်ကအခြားတစ်ယောက်ကိုကူညီရင်အရာအများကြီးပြီးမြောက်စီပါလိမ့်မယ်အဖွဲ့တစ်ဖွဲ့ရဲ့အဖွဲ့ဝင်တွေကအချင်းချင်းပူးပေါင်းဆောင်ရွက်ရင်အောင်ပွဲရလက်ကောင်းတွေထွက်ပေါ်လာတဲ့စမြဲပါမိမိဒုက္ခတိုင်ဖွန်းမုန်တိုင်းဒုက္ခဒါမှမဟုတ်မြင်ငရင်တို့လိုဘေးဥပတ်တွေကြုံလာရတဲ့အခါတွေမှာကျွန်တော်တို့ပေါင်းစည်းကြပါတယ်လူအပ်နေသူတွေကိုကူညီဖို့သူတို့ရဲ့တရားတွေကိုဖြူပြကြတယ်ဘေးဥပတ်တန်တွေကကျွန်တော်တို့ရဲ့ကွဲပြားမှုတွေကိုမိလျော့သွားစေတယ်မလားကျွန်တော်တို့ပြန်လဲရှင်သန်မှုရာတပြိုင်နက်တည်းပူးပေါင်းဆောင်ရွက်ကြတယ်synergy ဆိုတာကပူးပေါင်းဆောင်ရွက်မှုဒါမှမဟုတ်အတူတလဲပူးပေါင်းဆောင်ရွက်မှုကိုဆိုလိုတာပါအတူတူလှုပ်ဆောင်တာဒါမှမဟုတ်စုပေါင်းအားထုတ်တာလို့လည်းဆိုလိုပါတယ်စိတ်လုံးညီညွတ်မှုရှိရင်ဘယ်အဖွဲ့မဆိုအကျိုးရှိမှာဖြစ်ပါတယ်ခက်တာကစုပေါင်းညီညွတ်ရေးဆိုတာနေ့တိုင်းမဖြစ်လာတာပါပဲလူတွေကသူတို့ရဲ့မတူညီမှုတွေကိုဘေးပယ်ထားဖို့ခက်ပါတယ်ကျွန်တော်တို့တယောက်ချင်းစီမှာမတူညီတဲ့အမြင်တွေရှိကြတယ်တွေးခေါ်ပုံကမတူညီကြပါဘူးကဘာကြီးကိုကျွန်တော်တို့ကမမြင်သူတွေလည်းရှိကြပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ကိုယ်ပိုင်အထိပ္ပယ်ကိုအခြေခံပြီးတော့မှကဘာကြီးကိုမြင်ကြတယ်ကဘာကြီးပေါ်ကျွန်တော်တို့ရဲ့အမြင်ကအကန့်အသတ်ရှိတယ်ဆိုတာကိုကျွန်တော်တို့လက်ခံအသိအမှတ်ပြုကြရမှာပါတခြားသူတွေရဲ့အသိပညာနဲ့အတွေ့အကြုံတွေလိုအပ်ပါတယ်အဲ့ဒါက၄အောင်ကိုထင်အောင်ထင်မှားနဲ့တူပါတယ်မိမပြိုတယောက်ကိုမြင်နိုင်ပြီမဲ့တစ်ဖက်ကအဖွားကြီးတယောက်လိုတွေ့နေပါတယ်ပုံရိပ်ကိုအထိပ္ပယ်ဖွင့်ဆိုပုံချင်းခွဲပြားပြီးမဲ့လေနှစ်ဦးစလုံးမှန်နေနိုင်ပါတယ်ရင်းခုန်နေတာတွေကကျွန်တော်တို့အတွက်အသုံးမဝင်ပါဘူးညီညွတ်ဖို့ဆိုရင်တယောက်နဲ့တယောက်အမြင်ကိုနားလည်ရမယ်ဒီနည်းအားဖြင့်ကျွန်တော်တို့ကပိုကြီးမားတဲ့ရုပ်ပုံကိုမြင်ရစီမှာပါပဲsynergy ကဆိုရင်ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပါတယ်ကျွန်တော်တို့ရဲ့ကွဲပြားမှုကိုတန်ဖိုးထားလေးစားတာပဲဖြစ်ပါတယ်မင်းမှန်နေတပတ်လူကမှားတယ်လို့မတိုက်တွန်းပါနဲ့အဲ့ဒီပုံကိုယ်တွေရဲ့ရှုထောင့်မှာမြင်အောင်ကြည့်ပါမင်းရဲ့ဘုဒ္ဓတာတွေတိုးလာပါလိမ့်မယ်ဒါကငြင်းခုန်တာတဲ့ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပါတခြားသူတွေရဲ့အမြင်တွေကိုသဘောကျတဲ့အခါသူတို့နဲ့အလုပ်တွဲလို့ရတယ်သူတို့နဲ့ပူးပေါင်းလို့ရတယ်အတူတူမိတ်ဆွေအများကြီးပို့ပြီးတော့မှဖန်တီးနိုင်ပါတယ်အလေးချင်းခုနှစ်လွှကိုသွေးပါတဲ့လွှကိုထက်မြက်စေတယ်ဆိုတာကမိတ်ဆွေရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုကိုထက်မြက်စေတာဖြစ်မှာပါအဲ့ဒါကမိတ်ဆွေကိုယ်တိုင်ပါပဲသင်ကိုယ်တည်တိုးတက်မှုရှိအောင်ပုံမှန်လှုပ်ဆောင်သွားဖို့လိုအပ်ပါမယ်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာအဓိပ္ပာယ်ရှိတဲ့သင်ဘဝရဲ့ရှုထောင့်အားလုံးမှာအဲ့ဒါကိုသင်လုပ်ကိုလုပ်ရမှာပါပုံမှန်လေ့ကျင့်ခန်းလုပ်တာဖြင့်သင်ကိုယ်တည်လမ်းစာတက်ကြွစေနိုင်ပါတယ်ဂျင်သွားဖို့ဒါမှမဟုတ်ဈေးကြီးတဲ့ပစ္စည်းတွေကိုဝယ်စရာမလိုပါဘဲနဲ့အိမ်မှာရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေလုပ်နိုင်ပါတယ်မနက်တိုင်းပြေးတာလမ်းလျှောက်တာတွေလည်းလုပ်နိုင်တယ်သင်မှာဘလို့လေ့ကျင့်ခန်းတွေမှမလုပ်ဖြစ်ဘူးဆိုရင်ဘလို့လှုပ်ရှားမှုမှမလုပ်ဘူးဆိုရင်နှီးကွေးစွာနဲ့စတင်နိုင်ရပါတော့မယ်တနေ့ပြီးတနေ့သင်ရဲ့ခန္ဓာကိုယ်တိုးတက်လာတာကိုခံစားရပါလိမ့်မယ်စိတ်ဓာတ်ကိုလည်းအသက်ပြုပြင်ဖို့လိုအပ်လာပါတယ်ပူလောင်နေလို့ခံစားရတဲ့အချိန်တွေရှိမယ်နေ့တိုင်းစိတ်ကောမှုတွေကနေပင်ပန်းနေလို့ခံစားရမယ်ကျွန်တော်တို့လုပ်ရမယ့်အရာကတော့လှုပ်ဆောင်မှုရရှိဖို့ဖြစ်တယ်စူတောင်းတာတခြင်းသားတောင်းတာစောက်တုပ်ဖတ်တာဒါမှမဟုတ်ဘဝမှာနေတိုင်းသွားလာရင်းနဲ့လည်းအမတ်မတင်သင်ကိုစီစားလှုပ်ဆောင်မှုတွေကိုသင်တွေ့ရှိနိုင်ပါလေသင်စိတ်ဓာတ်ကိုအသက်တပံခံစားရစေတဲ့အရာတွေဆိုတာတော့သင်အပေါ်မှာသာမူတည်ပါတယ်မိတ်ဆွေအနားယူဖို့ဆင်ញင်သုံးသပ်ဖို့
သင်ကိုယ်သင်အခြေတစ်ခုပေးဖို့လည်းအလွန်အရေးကြီးပါတယ်ငယ်ငယ်တုန်းကကျွန်တော်တို့ရဲ့စိတ်ကအမြဲတမ်းလေ့ကျင့်ခံလုပ်ကြရတယ်ဒါပေမဲ့ကြောင်းပြီးတဲ့အခါမှာတော့စာအုပ်တို့ကိုဖတ်ရတာလိုမျိုးရှာရှာပါပါထားမှမဟုတ်အသစ်တစ်ခုခုကိုသင်ယူတက်မြောက်ရတာလိုမျိုးဖြစ်နေတတ်ပါတယ်ဒါပေမဲ့သင်ယူမှုကိုကျောင်းမှာသင်ခဲ့ရတဲ့ကျောင်းသင်ခန်းစာတွေနဲ့မထားခဲ့သင့်ပါဘူးကျွန်တော်တို့ဟာမိမိကိုယ်ကိုပညာအရရသင်ကြားဖို့ရွေးချယ်နိုင်သေးတယ်မလားလုပ်ငန်းခွင်မှာသင်လုပ်နေတဲ့ပုံမှန်အလုပ်တွေထက်အခြားအရာအသစ်တွေကိုလေ့လာကြည့်ပါတလားကိုအနည်းဆုံးစာအုပ်တစ်အုပ်ပြီးအောင်ဖတ်ဖို့ကိုယ်စိန်ခေါ်ကြည့်ပါကျွန်တော်တို့ရဲ့လူမှုရေးတွေစိတ်ပိုင်းဆိုင်ရာရှုထောင့်တွေကတကူနဲ့တကူနီးကပ်စွာဆက်ဆက်နေပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့လူမှုဆက်ဆံရေးကနေစိတ်ခံစားချက်တွေစီကိုဆင်းသက်လာနေကြလို့ပါ။နေ့တိုင်းသင်ကအခြားအရာတွေနဲ့သင်ရဲ့ဆက်ဆံရေးကိုမြင့်တင်မှုအခွင့်အရေးအပြည့်အဝရှိပါတယ်။မိတ်ဆွေရဲ့အိမ်နီးချင်းကသူတို့ရဲ့မေတ္တာကိုရယူလိုက်ပါ။သူတစ်ပါးကိုကျင်နာတတ်ရင်အသက်ရှည်ပြီးပျော်ရွှင်စွာနဲ့နေထိုင်နိုင်ပါတယ်။တောအုပ်ထဲမှာလမ်းလျှောက်နေတယ်လို့မြင်အောင်ကြည့်ပါ။တစ်ပင်ကိုခုတ်လဲနေတဲ့သူနဲ့ယောက်ျားကြီးတစ်ယောက်သင်နဲ့ဆိုရင်3ယောက်ဆိုပါစို့တစ်ပင်ငယ်တစ်ပင်ကိုခုတ်လဲနေတဲ့လူတစ်ယောက်သင်နာကဖြတ်သွားခဲ့တယ်။ကျန်တဲ့ယောက်ျားကြီးကအရန်ပင်ပန်းနေတာကိုသတိထားမိတယ်။သင်ကသူလုံနေတာဘယ်လောက်ကြာပြီလဲလို့မေးတယ်။လွန်ခဲ့တဲ့9 နာရီကျော်ကအစားခုတ်တယ်လို့ပြန်ပြေမယ်။ဒါကခက်ခဲတဲ့လုပ်ပါလား။မိနစ်အနည်းငယ်လောက်အနားယူလိုက်ရင်အဆင်ပြေသွားမယ်လို့ယောက်ျားကြီးကိုအကြံပေးတယ်။လွှတ်ကိုထပ်အောင်လဲအရင်လှုပ်ထားရင်အများကြီးပိုမြန်လာမယ်ဆိုတာသိကြပါတယ်လို့ထပ်လောင်းပြောကြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူကညင်းတယ်။လွှတ်ကိုထပ်အောင်လုပ်ရမှာအရန်ကြာတယ်လို့ပြောတယ်။သူ့မှာကအချိန်မရှိဘူးလို့ပြောနေပါတယ်။အမြန်ပြီးချိန်တော့ထိထိရောက်ပြတ်ဖို့အတွက်လွှတ်ကိုထပ်အောင်လုပ်ရမှာပဲပေါ့။အလားတူပဲဒူးရိုတက်ပြတ်တဲ့လူတစ်ယောက်ဖြစ်လာဖို့ဆိုရင်သင်ကိုယ်သင်အမြဲတမ်းတိုးတက်ဖို့လိုအပ်တဲ့အချိန်တွေယူနေရမှာပါ။သင်ဘဝမှာသင်လိုအပ်တဲ့အရာတွေပိုင်ဆိုင်ထားပြီးသားပါ။အဲ့ဒါတွေကတော့သင်ခန္ဓာကိုယ်အသိစိတ်နဲ့မသိစိတ်ဝိညာဉ်တွေပါပဲ။ချော်တက်တဲ့လွှတ်လိုပဲအဲ့ဒီခန္ဓာသိစိတ်နဲ့မသိစိတ်ဝိညာဉ်တွေကိုထက်မြောင်လုပ်ဖို့မမေ့သင့်ပါဘူး။ဒီကုန်းချုပ်အဖြစ်မိတ်ဆွေဟာအလွန်ထူးချွန်တက်မြတ်ထိရောက်တဲ့လူများရဲ့အလေးချင်း9ခုကိုသင်ယူခဲ့ပါပြီ။အလေးချင်း1 proactive ဖြစ်ပါစေ။စိတ်ထဲမှာအမြဲတမ်းတက်ကြွနေပါစေ။အလေးချင်း2 begin with the end in mind စိတ်ထဲမှာအဆုံးကနေစတွေးထားပါ။ရည်မှန်းချက်ထားပါ။အလေးချင်း3ရည်မှန်းချက်ကိုဦးစွာပထမဦးစားပေးပါ။အလေးချင်း4 think win-win win-win theory ကိုကျင့်သုံးပါ။အလေးချင်း5 seek first to understand then to be understood နားလည်အောင်အရင်နားထောင်ပါပြီးမှနားလည်ပါအလေးချင်း6 synergize ပေါင်းစပ်ပါအလေးချင်း9ကတော့ sharpen the saw လွှတ်သွားကိုထားခဲ့သူထပ်ပြီးတော့မှမြင့်နေအောင်တွေးထားပါအလေးချင်း1 2နဲ့3ကတော့သင်ရဲ့ကိုယ်ရည်ကိုယ်သေးကိုတိုးတက်စေဖို့ကူညီပေးပါလိမ့်မယ်အလေးချင်း4 5နဲ့6ကတော့သင်ကိုအခြားသူတွေနဲ့ဆက်ဆံရေးကိုတိုးတက်ဖို့ကူညီပါလိမ့်မယ်နောက်ဆုံးအနေနဲ့နံပါတ်9ကတော့သင်ဘဝအတွက်ဒီအရေးသွေးကောင်းတွေကိုထိန်းသိမ်းထားနိုင်မှုကူညီပေးပါလိမ့်မယ်အခုသင်နေ့တိုင်းသင်ယူခဲ့သမျှကိုလက်တွေ့အသုံးချဖို့ကြိုးစားရပါမယ်အခြေအနေဆိုးတွေကြုံလာတိုင်းတက်ကြွနေဖို့ရွေးချယ်ပါဘယ်သူနဲ့မှမဆိုပြိပက္ခဖြစ်တဲ့အခါတိုင်းဝင်းဝင်းဖြည့်ရှင်းနည်းကိုရွေးချယ်ပါတကူကူကိုထက်ကလုပ်ရင်အဲ့ဒါကအလေးချင်းတစ်ခုဖြစ်လာလိမ့်မယ်အရစ္စတိုတယ်ကပြောခဲ့တယ်လို့ပဲငါတို့အချိန်ကြီးလုပ်တဲ့အရာတွေပါပဲဒါကြောင့်ထူးချွန်တာကအကျင့်တစ်ခုမဟုတ်ဘဲနဲ့အလေးချင်းတစ်ခုသာဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့အစီအစဉ်ကိုဒီမှာပဲရှင်းထားပါရစေခင်ဗျအဆုံးနဲ့ကြည့်ရှုနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့မှာလည်းဒီလိုအစီအစဉ်မျိုးတွေကိုလက်မလွတ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ The Way Power မြန်မာ YouTube Channel ကို Subscribe လုပ်ပြီးတော့မှ bell icon လေးကိုလည်းနှိပ်သွားပေးပါဦးခင်ဗျအားလုံးကောင်းတဲ့နေ့လေးကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ